အဲ့တော့မြတ်စွာဘုရားဘာဖြစ်လို့တရားတွေဟာဒီတရားနာဖို့အတွက်ဖြောင်းမြောင်ဖြူဖြူဒီတရားပေါ်မှာစိတ်သက်ဝင်ဖို့အတွက်ခက်ခဲနေရတယ်လေဆိုတာကိုအဲ့ဒါကိုပြတာဟုတ်လားတကယ်ဆိုရင်မြတ်စွာဘုရားရဲ့တရားဟာအလွန်မှချိုမြိန်တယ်ပေါ့အတန်အနေနဲ့ရောအဓိပ္ပာယ်အနေနဲ့ရောအကျိုးသက်ရောက်မှုအနေနဲ့ရောဘယ်ဘက်ကမှပြောစရာမရှိဘူးဒါပေမဲ့ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့နော်ဒီလောက်အကျိုးကျေးဇူးများတဲ့အကြောင်းအရာတွေကိုဘာကြောင့်တတ္တဝါတွေဟာစိတ်မသက်ဝင်နိုင်ပဲခဲချင်းနေရတယ်လေဆိုရင်ခုနကတော့ပြောခဲ့တဲ့မကောင်းတဲ့အရှိန်တွေပေါ့နော်ဆိုတော့ကညာလုံးမဟုတ်တရားနာကြမယ်ဆိုတဲ့လူတွေကကာမဂုဏ်ကိုအမိပြုပြီးတော့ပြန်တာရှိတယ်ဒေါသကိုအမိပြုပြီးပြန်တာရှိတယ်မာနကိုအမိပြုပြီးတော့ပြန်တာရှိတယ်အကြောင်းမျိုးမျိုးကြောင့်ပြန်သွားကြတယ်ခုဒီမှာကျတော့ပြန်တော့မပြန်ဘူးဒါပေမဲ့တရားသံကသူတို့နားတဲ့ဝင်သလားဆိုတော့မဝင်ဘူးဘာကြောင့်အဲ့လိုဖြစ်တာတော့ဆိုတော့မြတ်စွာဘုရားအဲ့ဒါဟာနော်ယာကဒေါသမောဟတရားတွေကြောင့်တတ္တဝါတွေကအဲ့လိုဖြစ်တာဒါကြောင့်ယာကနဲ့တူတဲ့မီးဆိုတာမရှိဘူးဒေါသနဲ့တူတဲ့ဖန်ယူတတ်တဲ့အရာဆိုတာမရှိဘူးမောဟနဲ့တူတဲ့စိတ်နှလုံးကိုမြှိရှက်ထားတဲ့ကွန်ရက်ဆိုတာမရှိဘူးတဏှာနဲ့တူတဲ့စီးဆင်းနေတဲ့မြစ်ဆိုတာမရှိဘူးတဲ့အဲ့ဒါကိုပို့ပြီးတော့အဆင့်အတန်းရှိတဲ့ကျင့်တတ်မှုအစစ်အမှန်ကိုရစေတတ်တဲ့မြင့်မြတ်သူတရားလို့နော်စိတ်ထဲမှာနားလည်မှုနဲ့ကိုလေးစားနိုင်ဖို့အတွက်ကိုမြင့်တင်ဖို့လိုပဲပေါ့နော်အဲ့လိုမြင့်တင်ဖို့ကြိုးစားတဲ့အခါမှာဒီလိုဒေသနာလေးတွေကပြောတဲ့နဲ့နေတဲ့သဘာဝတရားတွေကိုဆင်ခြင်ဖို့လိုမယ်ပေါ့အဲ့ဒီဆင်ခြင်မှုဟာကိုယ့်ရဲ့ပင်ကိုဉာဏ်ကြီးရင်ကြီးသလောက်ဆက်လက်ပြီးတော့အကျိုးဆက်တွေအများကြီးထွက်မလာနိုင်ဘူးလားထွက်လာနိုင်တယ်နော်ဟုတ်လားထွက်လာနိုင်တယ်